ကိုအရန်ကောင်းတယ်လို့ခံစားရပေမဲ့တစ်ဖက်လူအတွက်ကတော့အနာမကက်ချင်အောင်အရန် annoying ဖြစ်စေရဲ့여러분အားလုံးပဲမင်္ဂလာပါ여러분တို့ရဲ့ relationship coach ဆက်ဆက်ဖြစ်ပါတယ်။ခြားဆိုဒီနေ့ကတော့ပေါ့နော်ဒီအမျိုးသမီးတွေအတွက်ပေါ့နော်ဒီအမျိုးသမီးတွေရဲ့ကိုယ်ပိုင်ရှိရဲ့ဆက်ဆောင်မှုကိုပို့ပြီးတော့ support ပေးနိုင်မယ့်အရာလေးတွေပေါ့ဆရာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။မတ်တဲ့မျက်တောင်ရှည်လေးပေါ့နော်ဒီဆိုတော့ main ကလေးမျိုးလုံးလေးရပေါ့နော်ဒီမျက်တောင်ရှည်လေးနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့ဆက်ဆောင်မှုကောင်းတဲ့ဒီမျိုးလုံးအသွင်ပြေလေးကိုရရှိစေရတဲ့အတွက်ဖြစ်ပါတယ်နှခမ်းနေမိန်းကလေးအတွက်ကတော့ပေါ့နော်ဒီနှခမ်းနေရမရှိမဖြစ်လိုအပ်တယ်ပေါ့နော်ဘာမှမလိန်ထားအောင်ဆိုလို့ရှိရင်တော့ဒီနှခမ်းနေလေးစိုးထားမယ်ဆိုလို့ရှိရင်လူမမာရုပ်တော့မပေါက်တော့ဘူးပေါ့နော်နံပါတ်3အသားရည်မိန်းကလေးတယောက်ကပေါ့နော်ဒီအသားရည်လေးကကြီးကြီးလင်းလင်းဝဝပပလေးဆိုလို့ရှိရင်ပေါ့နော်ဒီအမျိုးသားတွေဂျားထဲမှာပဲဖြစ်ဖြစ်ဒီမိန်းကလေးချင်းချင်းဂျားထဲမှာဖြစ်ဖြစ်ပေါ့နော်ပို့ပြီးတော့ဒီလှပတဲ့အသွင်အပြင်ဆက်ဆောင်မှုရှိတဲ့ပုံစံကိုရရှိစေပါတယ်နံပါတ်4လက်သေးနေမိန်းကလေးဆိုရှင်လက်သေးရှိလေးနဲ့လက်သေးနေလေးဆိုလို့ရှိရင်ပေါ့နော်ဒါဆွဆောက်မှုရှိပြီးတော့တော်တော်လှရပေါ့နော်ဆွဆိုရှင်အခုကအရန်လောက်တာအရန်များသွားတယ်တော့ပေါ့ဆိုင်ကခဏနာအောင်ဆိုတော့လက်သေးကပြောင်းတလင်းခါနေတော့တိတ်ပြီးဆွဆောက်မှုမရှိပေါ့နော်အကယ်၍ဒီနေရာမှာပေါ့နော်ဒီလက်သေးလေးပေါ့အခုခရစ်စမတ်တင်နဲ့လိုက်ဖက်တဲ့ပေါ့နော်လက်သေးကာလာလေးအရှိလေးတိုင်ရှိနေမယ်ဆိုလို့ရှိရင်ဆိုအခုချိန်မှာပို့ပြီးတော့ဆွဆောက်မှုရှိနေပါလိမ့်မယ်နံပါတ်6cover line ပေါ့ကွာ main ကလေးတွေမှာကဒီခန္ဓာကိုယ်လေးမှာတဲလေးနဲ့ပေါ့နော်တင်မလေးကကြီးပြီးအဲ့လိုပုံစံလေးဆိုလို့ရှိရင်တော့ပို့ပြီးတော့ဒီဆက်ဆောင်မှုရှိရပေါ့နော် main ကလေးချင်းချင်းတော့ပြန်ပြီးတော့ကြည့်ရတယ်ပေါ့နော်အဲ့တော့ဒီအစားအသောက်ပဲဖြစ်ဖြစ်ပေါ့နော်ဒီလေ့ကျင့်ခန်းလုပ်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့ကိုယ့်ရဲ့ခန္ဓာကိုယ်ထိုင်သိမ်းသိမ်းလေးနေမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဆက်ဆောင်မှုရှိရသူတယောက်ဖြစ်စေမှာပါနံပါတ်9 bra ဒါကိုယ်နဲ့လိုက်ဖက်တဲ့ bra ပေါ့နော် main ကလေးကြတော့ပေါ့နော်ဝေစားအမျိုးမျိုးဝေးရတာဖြစ်တဲ့အတွက်ပေါ့နော်ဘလို့ပုံဇန်ဝတ်မယ်ဆိုလို့ရှိရင်လိုက်ဖက်တဲ့ bra လေးပေါ့နော်တချို့ဆိုရှင်ဒီpush up bra လေးဝတ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ရင်သားလှပို့ပြီးတော့ပေါ်စေရပေါ့နော်အဲ့တော့တင်းတဲ့ bra လေးတွေရွေးချက်တက်မယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့လှပို့ပြီးတော့ဆက်ဆောင်မှုရှိဖို့အတွက်ကိုလုပ်ပေးဖို့ support ပေးပါလိမ့်မယ်မရှစ်စကတ်ဒါကတော့ပေါ့တော့ဂျင်းမောင်းမီရှိဒီအဲ့လို style တွေထက်စားလို့ရှိရင်ဒီ skat တိုလေးတွေကပေါ့ဒါ main ကလေးရဲ့ပုံစံပြရုပ်ပုံစံလေးတစ်ခုဖြစ်တဲ့အတွက် skat တိုလေးတွေကသူ့ကိုပို့ပြီးတော့ဆက်ဆောင်မှုရှိစေမှာဖြစ်ပါတယ်နံပါတ်9နဂတ်ဒီလိုဘာမှမပါဘူးလေဖြောင်းကြီးထက်စားရဲဆိုလို့ရှိရင်ဥမာနဂင်းလေးပဲဖြစ်ဖြစ်ပေါ့နော်ဒီ dress ဆိုလို့ရှိရင်ကိုယ်နဲ့လိုက်ဖက်တဲ့နှဆွဲလေးပဲဖြစ်ဖြစ် something ပေါ့နော်အဲ့လိုလေးဝတ်ပေးရဲဆိုလို့ရှိရင်ကိုယ့်ရဲ့လှပမှုကိုပို့ပြီးတော့ support ပေးပါလိမ့်မယ်ပတ်30ပါဒါကတော့ရင်မွေးဖြစ်ပါတယ်မိန်းကလေးတွေဆိုတာပေါ့နော်ကိုပိုင်ကိုသေးအနှံ့လေးနဲ့ဆိုလို့ရှိရင်အရန်ကိုဆက်ဆောင်မှုရှိစေမှာဖြစ်ပါတယ်ကိုကဖြတ်သွားလိုက်တာနဲ့ကိုယ့်ရဲ့အနှံ့လေးရနေတာကိုနောက်မှလာကတ်တယ်ဆိုလို့ရှိရင်ဒီကိုသင်းနှံလေးရနေတာပေါ့နော်ဒီနေရာမှာဆိုတစ်ခုသတိပေးချင်တာပေါ့နော်ရင်မွေးဆိုတဲ့အတိုင်းပဲပေါ့နော်အရန်ကြီးကိုလေဟိုအရန်နဲ့နေထောင်းထားဖြစ်နေမှလူတွေကဟာသူမွေးရဆိုပြီးသဘောကျတာမဟုတ်ပါဘူးတခါလေကြလို့ရှိရင်ပေါ့နော်အနက်အရန်ပြင်းတဲ့ဟာကကိုအတွက်ကတော့ကိုအရန်ကောင်းတယ်လို့ခံစားရပေမဲ့တစ်ဖက်လူအတွက်ကတော့အနာမကက်ချင်အောင်အရန် annoying ဖြစ်စေရဲ့အရာတွေဖြစ်တတ်တာဖြစ်တဲ့အတွက်ကိုမိန်းကလေးဆိုလို့ရှိရင်ကိုပိုင်ကိုတင်တဲ့ပုံစံလေးတွေပေါ့နော်အဲ့လိုပုံစံလေးဆွဲရပို့ပြီးတော့ recommend ပေးပါတယ်ဆွဲလေးကိုအပိချပါရှင်ရောင်မတို့လည်းရောင်မတို့မှာရှိရဲ့အလှတာပို့ပြီးတော့မြင့်တင်နိုင်ဖို့အတွက်ဆိုဒီနေရာလေးစတောင်းပေးလိုက်ပါတယ်နောက်ထပ် blog မှာပြန်လည်ဆုံးတွေ့ပါမယ်ရှင်ဒါရောဘုန်းနဲ့ relationship နဲ့ပတ်သက်ပြီးတော့ဆွေးနွေးတိုင်ပင်ခြင်းနဲ့ဆိုလို့ရှိရင်အခုချိန်မှာ search မှာလာပြီးတော့ပေါ့နော်ဆွေးနွေးတိုင်ပင်လို့ရနေပါပြီအဲ့အတွက်ကိုလည်း booking ကြိုယူထားလိုက်ပါနော်နောက်ထပ် blog မှာပြန်လည်ဆုံးတွေ့ပါမယ်ရှင်ဆက်ဆက်လေးဖြစ်ပါတယ်အညော